အားလုံးမင်္ဂလာပါကျွန်တော်တို့မိုးစရဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ဝယ်ထားတဲ့ cat တွေ raw တွေ single တွေတခြား PCG နဲ့ပတ်သက်တဲ့ဟာတွေဘာတွေရောက်လဲဆိုတာကိုတစ်ချက်လောက်ကြည့်အောင်ရန်စိုးဒီဟာလေးပေါ့နော်ဒါလည်း Asian Mew ပေါ့နော် Asian Mew မှာသူကဒါ error cat ပေါ့နော် error cat ကကျွန်တော်တို့ပုံမှန် cat တက်ပို့ပြီးတော့ဈေးကြီးတယ်ပေါ့နော်ဘာ error ပါလဲဆို print error ပေါ့နော် print error ကကျွန်တော်ဒီအောက်မှာပါတယ်ပေါ့နော် Nintendo ဆိုတဲ့စလုံးမှာစလုံးတစ်လုံးလိုနေတာပေါ့နော်အဲ့ဒါနေပြီးတော့ misprint ဆိုတဲ့ error တစ်ခုဖြစ်သွားပြီးတော့ဒီကက်ကပို့ပြီးတော့ရှားတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီ BSC ကိုယ်တိုင်ကလည်းဒီ error ကိုတရားဝင်သတ်မှတ်ပေးရတဲ့ error ပေါ့နော်ဒီမှာကြည့်မယ်ဆိုရှင်ပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကက်တွေကပို့ပြီးတော့ဈေးကြီးရပေါ့နော်ပို့ရှားတဲ့အတွက်ပို့ပေးရတယ်ပေါ့နော်ဒီအောင်ဆိုလို့ရှိရင်ကျွန်တော် auction မှာ USD 8000လောက်ပေးလိုက်ရတယ်ပေါ့နော်ဒီကောင်လေးကတော့တော့ချစ်ဖို့ကောင်းတယ် Ash Pikachu ပေါ့နော်ဒီကောင်ကအားလုံးပေါင်း6ကက်လာမသိဘူးရှိရပေါ့နော် brother တယောက်မှာတာသူအခု collection တော့ဖြည့်သွားပြီဒါအားလုံးကြိုက်တဲ့ Gengar Strong Professor Edition ပေါ့နော်ဒါတော့စီးသိမကြည့်ဘူးဒါပေမဲ့ကောင်လဲ900လား600လားမသိရှိတယ်ဒါက Embryon GameStop exclusive GameStop promo အနေနဲ့ပေးတယ်ကပေါ့နော်ကျွန်တော် GameStop stamp ပါတယ်ဒါ PSC 9နော် tag တိကြည့်မယ်ဒါ Vaporeon Charizard Kindra တော့ vintage reverse holo ကတည်းကဒီ stamp ပါတဲ့ကတည်းကပို့ပြီးစီးကြည့်တယ်အဲဒါ tag 9ပေါ့နော်ကျွန်တော် PSC ပြန် grade လို့တော့ရလောက်တယ် lookingဒီ series ရဲ့ကက်တွေကတော်တော်လေးဈေးကြီးရပါတော့ကျွန်တော်တို့ Embryon နဲ့ Experience ဆိုလို့ရှိရင်တော်တော်လေးဈေးကြီး Embryon ဆိုလို့ရှိရင်ဒီ series ရဲ့ Embryon ဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့လပိုင်းကဝယ်ထားတာဒေါ်လာ2000ဝယ်ပေးရတယ်ပေါ့နော် PSC 10 ကို English ကပေါ့နော် Embryon Jolteon Artini RCS ကက်တွေဆိုတော်တော်လာရပါတော့Labra ထိုက်ကတော်တော်လေးလာတယ်ပေါ့နော်ဒါက BGS ဒါက BGS ကို Dragon Ball BGS 10ပေါ့နော်ဒီ Dragon Ball တွေကတခုတော်တော်လေးနာမည်ကြီးလာတာပေါ့ဒီကက်တော်တော်လာရလားဘန်ဒန်ကနေပဲထုတ်တာပဲဒီကက်ဆိုလို့ရှိရင်2500လောက်ပေးရတယ်ပေါ့နော်ဒီကက်ဆိုလို့ရှိရင်ကျွန်တော် SR Star 2ပွင့်တဲ့ဟာပေါ့နော်ဒီကောင် Star 2ပွင့်တဲ့ဟာကျ Star 2ပွင့်ဆိုလို့ရှိရင်ဒီတို့စီးတဲ့ကားလေးအနီအောင်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုး artwork ကတော့တူတူပဲတော်တော်မိုက်တယ်အဲ့ဒါ Pikachu ဒါတွေက Urian Arena တွေက action point တွေပေါ့နော်ဒီကက်တွေတော်တော်လာတယ်ပေါ့နော်ပြောမယ် TCG မှာလို့ရှိရင်ကျွန်တော်တို့ Pokemon ကလွယ်ကျွန်တဲ့ကက်တွေကတော့တော်တော်လေးလာတယ်ကျွန်တဲ့ TCG brand တွေကတော့တော်တော်လာ Pokemon တော်တော်စုပ်တယ်အင်းလေးကက်တွေပို့ဆိုကက်တွေဆိုတော်တော်လာအဲဆိုရင်ကျွန်တော်တို့တန်းပြန်လုပ်လို့ရ BSC 10 Okay ဒီကက်က Dragon Ball မှာကျွန်တော်အကြိုက်ဆုံးပဲဒါ Sengoku ပေါ့နော်ဒါတော့ series ရဲ့ကက်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီကက်အရေးအတွက်ဒီကမ္ဘာလုံးမှာ1500ပဲရှိမယ်ဒီကက်ဆိုလို့ရှိရင်935နံပါတ်နဲ့လာတာပေါ့နော်ဒါ 9.5 ဝယ်တာပေါ့ 9.5 နည်းနည်းတော့စီးသက်တာလေဒါပေမဲ့ဒီကက်ကိုကျွန်တော်ပြန်ကြည့်ရတဲ့လောက်ကဒါ PSC 10တေချာပေါက်ရလောက်တယ်ပေါ့နော်ကျွန်တော် cross grading ပြန်လုပ်မှာပေါ့ဒါတွေက Okay ဒါတွေကတော့ raw တွေပေါ့နော်တကယ်ချင်းကြည့်လိုက်အောင်ဒါတွေကတော့ကျွန်တော်ကဒီကက်တွေက min light ဝယ်ထားတာပေါ့နော်ကျွန်တော်တို့ဒီ centering ကောင်းနဲ့ error မရှိတဲ့ကက်တွေ light ဝယ်ထားတာကျွန်တော် PSC ပြန်တင်မဲ့ကက်တွေပေါ့နော်ကျွန်တော်ဒါပြန် clean လုပ်ပြီးတော့ PSC တင်မှာပေါ့ချိုးကက်ရန်ကောင်းတဲ့ကက်တွေကတော့ PGS တင်မယ်ကျွန်တော် PSC တင်တဲ့အခါဘယ်လိုပြင်ဆင်ရမလဲဘာတွေလိုအပ်တယ်ဆိုတာကိုတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှသိသိရှင်းပြပေးပါမယ်Canon ကက်တွေကတော်တော်လှတယ် Canon ကက်တွေကရိုး normal ဒီ LR တို့ဘာလို့တော့မတော်တော်လေးလှတယ်ကက်က texture တွေပါတယ်ပေါ့နော် Pokemon ကတော့ပုတ်ပဲ့နေရပဲအဲ Pokemon ကတော့ဆရာကြီးပဲ Pokemon တော့ဘယ်သူမှရှင်းလို့မရအောင်EV တွေချစ်စရာလေးဒါဆိုရင်ကျွန်တော်ဒါတော်တော်လေးကြာတဲ့ကက်တွေပေါ့ဒီကက်တွေကျွန်တော် EV မှာတော်တော်ပြန်ရှာတာတော်တော် connection ကောင်းနဲ့ရဖို့ဆိုတာပို့ဆိုတာကျွန်တော်ကမျက်မြင်ဝယ်ရလည်းမဟုတ်တော့တချို့ဟာတွေကကန်ဆန်းလို့ပဲเนาะလက်ထက်ရောက်လာမှစောက်တလွဲဆိုလဲခံရတာအများ Dragon Ball ကလေးဆိုချစ်စရာလေးဒါ Dragon Ball တွေဒီလာလို့ရှိရင် solo leveling နေရပါတော့ဒါကျွန်တော်တို့ဝင်နာကတ်လို့ခေါ်တာပေါ့နော်ဒါကြောင့်ကတ်ပွဲတွေမှာနိုင်တဲ့ကောင်တွေကိုပေးတယ်တီးတဲ့ကတ်တွေပေါ့နော်အဲ solo level Union Arena ပေါ့နော်ကျွန်တော်တို့ဟိုကိုရီးယားထွက်တဲ့ရိုးဟာတွေမဟုတ်ဘူးဒါ official Union Arena ပေါ့နော်ဆောင်းခုတော်တော်လေးဈေးကြီးနေပူစားပေါက်တပူဒေါ်လာ200လောက်ရှိနေပေါ့နော်ဒါလည်း Union Arena ဒါဝင်နာကတ်တွေပဲကတ်တွေတော်တော်လာတယ် Pokemon နဲ့ဆိုင်တော့ဒီကတ်တွေက PSC တင်လို့ပိုကောင်းတယ်တိတ်ပြီးတော့ clean လုပ်ဆရာမလို့ပေါ့နော်အားလုံးက
ကိုပြည့်စုံပြီးသားပဲတော်တော်လေး centering နေလည်းကောင်းတယ်အဲဒီကတော့ကျွန်တော် PSA ကို grade မဲ့ကတ်တွေပဲပေါ့နော်အဲ့ဒါ solo leveling ပဲဒီဟာကတော့ကျွန်တော် vintage ပေါ့နော်ဒီချာလေးလိုက်ဝယ်တာပါသူ pre release ကတ်ပေါ့နော်ဒီ pre release ကတ်တွေကရှားတယ်ပေါ့နော်ဒီကတ်တွေကဆိုတော့ဒီကတ်ချင်းတူတူပဲဒီ stamp ပါတဲ့ဟာတွေကတော်လေးလေး pop နေပြီးတော့ရှားတယ်ပေါ့နော်ဆိုတော့ဒီဟာကို condition ကောင်းကောင်းနဲ့ကျွန်တော်ရှားဝယ်ရတာပေါ့နော်ဒါ grey makeup ပဲ okay နောက်တစ်ခုကတော့အခုပြန်ခစ်စားလာမယ်တော်တော်လေးလဲဟွာဖြစ်လာမယ်ပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ပြီးခဲ့ရပိုင်း Logan Paul ကလည်းသူ့ရဲ့ဒီ manga တွေပေါ့နော်ဒီ magazine စာအုပ်တွေဟိုရင်တော့ first print တွေကိုဒီ grade လုပ်ထားတဲ့ဟာတွေကိုသူ sharing လုပ်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် market ကမကြိုက်ရင်အဲ့ကလှုပ်လာတော့မှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ Demon Slayer first edition manga ကိုစမ်းဝယ်ထားတယ်ပေါ့နော်ဒါ grade တင်ဖို့ပဲဒါကျွန်တော်တို့ PGS ကိုပဲတင်ပါများ PGS ကပို့ပြီးတော့ဒီတန်ဖိုးရှိရပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ရက်သွားတဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော် One Piece first print manga ပေါ့နော်1998ခုနှစ်ကဟာဆိုလို့ရှိရင်ကျွန်တော်တို့ဘန်2သိန်းခွဲခေါ်တာပေါ့နော်ဘန်2သိန်းခွဲဆိုမြန်မာငွေနဲ့ဆို3300ကျော်လောက်ရှိမယ်ပေါ့နော်ဒါတော့မှ 8.2 လောက်ပဲရှိရပေါ့နော် grade က 8.5 9မကျော်ဝဲနဲ့2သိန်းခွဲနဲ့ရောင်းနေတာပေါ့နော်ဆိုတော့ဒါဂျပန်မှာထားတာပေါ့နော်ဒါရတော့ Magic Gathering နဲ့ဒါ Deadpool နဲ့ပေါ့နော်မှာပဲ okay ဒါတွေကတော့ကျွန်တော်စီယာ brother အများနဲ့အပိတ်နေကြ brother တယောက်ပေါ့နော်သူရဲ့တော့ဈေးကြီးတဲ့ကတ်တွေထည့်ဖို့အတွက်ဆိုပြီးတော့ graded cut တွေကိုမှာထားပေးတာပေါ့နော်အားလုံးပေါင်းဒေါ်လာ1000လောက်ရှိမယ်ပေါ့နော်အားလုံးပေါင်း graded cut ဒီ case ပိုးကြီးပဲ340ကျော်လောက်ကျသွားတယ်ပေါ့နော်တော်တော်လေးမိုက်တယ်ဆိုတော့ limited edition နေလည်းပါတယ်ပေါ့နော်ကျွန်တော်ဒါတော့ Gundam ကျွန်တော် ST ပေါ့နော် starter deck လို့ခေါ်မှာပေါ့နော်ဒါ C တွေဒါ brother တယောက်မှာတော့ Gundam crazy ဆိုတော့အားလုံးပဲအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်ဗီဒီယိုမှာတော့ကျွန်တော် grading တင်လို့ရှိရင်ဘယ်လိုလုပ်လဲဆိုတဲ့ process နဲ့ဘယ်လိုစစ်ဆေးရဲဆိုတဲ့ process တွေကိုကျွန်တော်သိသိပြပေးမှာပေါ့နော်ကျွန်တော်ဒီမှာ grading တင်တဲ့လူရှိရဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်အနေနဲ့တော့ကျွန်တော်ကတ်ပုံလေးရင်ပို့ပြီပေါ့နော်ရန်တန်ပုံမကြည့်ဘူးဆိုတော့ရှင်တော့ grader ပို့ကောင်းတယ်ပေါ့နော်ဘာလို့ grader အရင်ဆုံး bat 1000 1500လောက်ပေးရတာဆိုတော့ပေါ့နော်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့မယ်